တင်းချစ်သူဘယ်လိုလူစားလဲတင်းဘယ်လိုချစ်သူကိုရကြတာလဲဒီနေ့ရွေးချယ်လိုက်ကြမယ်အမတ်စဉ်အေရဲ့နှလုံးလမ်းကြောင်းကလက်ညှိုးနဲ့လက်ကလေးကြားကနေစတင်ပါတယ်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေကအချစ်ခင်ကျင်နာတဲ့သူတွေဖြစ်ပါတယ်နံပါတ် B ရဲ့နှလုံးလမ်းကြောင်းကတော့ဇာတာဝရီဂျိုကုံအလယ်ကနေစတင်ပါတယ်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေကတော့ရီမန်းချက်မြင်မာသူတွေဖြစ်ပါတယ်နံပါတ် C ရဲ့နှလုံးလမ်းကြောင်းကတော့လက်ညှိုးအောက်ခြေကနေစတင်ပါတယ်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေကတော့အချစ်ကိုဈေးတွက်တဲ့သူတွေဖြစ်ပါတယ်နံပါတ် D ရဲ့နှလုံးလမ်းကြောင်းကတော့စနေဂျိုကုံအောက်ကနေစတင်ပါတယ်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေကတကူကောင်းစံသူတွေဖြစ်တတ်ပါတယ်တဲ့မှာချစ်သူရှိပြီးသားဆိုရင်တဲ့ချစ်သူက A လား B လား C လား D လားကိုမဲမှာရေးပြသွားပါဦးတဲ့မှာချစ်သူမရှိသေးဘူးဆိုရင်လေတဲ့ဘယ်လိုချစ်သူကိုလိုချင်တယ်လဲ A လား B လား C လား D လားကိုမဲမှာရေးပြသွားပါဦးလက္ခဏာစစ်ဆေးလိုတယ်ဆိုရင်တိလိုတဲ့မေးခွန်းတစ်ခုနဲ့အတူလက်ဝါးပြင်ပုံကလေးတွေမှန်းခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်